မြန်မာလာတဲ့အဆောက်အုံကြီးတွေချားမှာမိုးပဲဖွဲနဲ့ရွာနေနီယုံမီးအောင်စုံတွေကလမ်းမပေါ်ကရေအိုင်တွေထဲမှာရောင်ပြန်ဟပ်နေဒီမျိုးကြီးကအမြဲတမ်းအိမ်မောကြနေရပဲဒါပေမဲ့အိမ်မက်ဆိုးတွေနေပေါ့အနက်ရောက်ဝတ်စုံဝတ်ထားတဲ့လူငယ်ခန်းကအဆောက်အုံတစ်ခုရဲ့အစွန်းမှာရက်ပြီးတော့အောက်ကလုံခြုံရေးကင်းလဲနေတဲ့ drone တွေကိုကြည့်နေခန်းကအဆောက်အုံတစ်ခုတည်းကိုခုန်ဆင်းလိုက်ပြီးလေထဲမှာတင်သူ့လက်ကနေအပြာရောင်လက်စည်းကြောင်းတွေထွက်ပေါ်လာဇာပရကာသူကဒီရာတူလောင်ရုံတစ်ခုရဲ့တကားကိုသူ့ရဲ့စွမ်းအားနဲ့ဖွင့်လိုက်တယ်အထဲမှာတောက်ပနေတဲ့အလင်းတန်းတစ်ခုရှိနေတယ်အဲ့ဟာကရှေ့အောင် artifact တစ်ခုနဲ့နီးပညာပေါင်းစပ်ထားတဲ့ memory core တစ်ခုပါရုပ်တရက်အနီရောင်မီလုံးတွေဝင်းခနဲနဲ့ဖြစ်သွားပြီးတော့ shadow unit လို့ခေါ်တဲ့စေရုပ်စစ်တီတွေကဝိုင်းလိုက်ခံမင်းဒီရောင်ယူသွားလို့မရဒါကမျိုးတော်ရဲ့စွမ်းရည်အရင်းမြစ်ပဲခံကပြောတယ်ဒါကစွမ်းရင်မဟုတ်ဘူးဒါလူတွေစီကနေခိုးယူထားတဲ့အမတ်တရားတွေပဲခန်းကမြေကြီးကိုလက်နဲ့ရိုက်ချလိုက်မြေပြင်ကနေအပြာရောင်လက်ဆက်လိုင်းထွက်သွားပြီးတော့စရုပ်တွေလွှင့်စင်သွားစေတယ်သူကမမိုရီကိုလက်နဲ့ထိလိုက်တဲ့အခါသူ့မျက်လုံးတွေထဲမှာမြို့သူမြို့သားတွေပျောက်ဆုံးနေတဲ့အသိပုံရိပ်တွေတပြက်ဖြတ်ပေါ်လာဘိုးမျောလင်းချက်အလင်းရောင်တစ်ခုထွက်ပေါ်လာမျိုးလေကောင်ကစွမ်းရည်မျိုးစင်ကြီးကနေဖြူရောင်အလင်းတိုင်းတစ်ခုကကောင်းကင်ပေါ်ထိုးတက်သွားတယ်ခန်းကမော်ဒကောနဲ့ပြုံးရင်အခုတော့အားလုံးပြန်မှတ်မိကြတော့မယ်အဲ့ဒီချိန်မှာနေမင်းကမျိုးပြရဲ့ဝိုးစဝိုင်းကနေစတင်ထွက်ပေါ်လာပြီးတော့ခန်းကရေးယူထဲမှာပျောက်ကွယ်သွားတယ်အားလုံးပဲ good night ပါဗျာ